အားလုံးပဲမင်္ဂလာပါညအိပ်ရဝင်ကန်ဒီ15မိနစ်လောက်ကြည့်လိုက်ဦးမယ်ဆိုပြီးတော့ TikTok ထဲဝင်လိုက်ရနေပြီးတော့သတိလေးထားမိရောညတကောင်ရန်တနာရီ2နာရီတွေဖြစ်သွားကြဘူးလားတကယ်လို့ဖြစ်သွားဘူးလေဆိုလို့ရှိရင်ဒါကတော့မင်းတို့အပြစ်တော့မဟုတ်ဘူးပေါ့နော်ဒါလူတိုင်းလူလိုလည်းဖြစ်နေကြတယ်မင်းကဒီဗီဒီယိုကြည့်နေရင်ကြော်ကျင်သွားရင်မလားဒါပေမဲ့ဒီမှာကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဗီဒီယိုမကြော်နဲ့တော့ပေါ့နော်ဒါဆုံးတဲ့အထိကိုကြည့်သွားမယ်ဆိုလို့ရှိရင်ဒါဒီဗီဒီယိုပြီးသွားတဲ့ခါကျလို့ရှိရင်မင်းရဲ့ခေါင်းထဲမှာဒါအတိတစ်ခုခုတော့ကြံခဲ့လိမ့်မယ်လို့ငါအမခံရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ TikTok ကနေပြီးတော့ငါတို့ရဲ့အုံနောက်ကိုဘယ်လို hack လုပ်ပြီးတော့ဒါဘယ်လိုထိန်းချုပ်နေလဲပြီးလို့ရှိရင်ဒီ TikTok ရဲ့ထိန်းချုပ်မှု TikTok ရဲ့ algorithm အောက်ကနေပြီးတော့ငါတို့ကဘယ်လိုပြန်ပြီးတော့ရုံးထမလဲဆိုတဲ့အကြောင်းလေးတွေကိုဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့မင်းကာစီနိုစလော့လောင်းကစားတွေကိုမင်းတတိထားမိလားဒီလောင်းကစားတွေကိုစောတဲ့လောင်းကစားသမားတွေကဘာဖြစ်လို့ဒီစလော်ထဲမှာရှိတဲ့စပင်ခလိုလို့သူတို့ခဏခဏနှိပ်နေတယ်ဆိုတာသိလားဘာလို့လဲဆိုလို့ရှိရင် तू နောက်တစ်ချက်ထပ်ပြီးတော့နှိပ်လိုက်လို့ရှိလို့ရှိရင်များ तू နိုင်မလားဆိုတဲ့အတွေးပေါ့နော်နောက်တစ်ချက်များထပ်နှိပ်လိုက်လို့ရှိလို့ရှိရင်ဒါချက်ပေါ်လေးများပေါက်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ तू ဆက်ပြီးတော့နှိပ်နေတာဒါကိုစိတ်ပညာလောကမှာဆိုလို့ရှိရင်မရေရာတဲ့စုလက်လို့ခေါ်ပါတယ်ဒီ TikTok ဆိုတဲ့အရာလည်းမင်းရဲ့လက်ထဲမှာရှိတဲ့ဒါစလော့လိုပဲပေါ့နော်ဒီလက်မလေးနဲ့မင်းကဗီဒီယိုတစ်ပုဒ်ကိုကြော်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်တစ်ပုဒ်ကဘာများဖြစ်မလဲ shorty land လေးများကြာလာမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကြာလာမှာလဲဘယ်လို motivation video တွေများကြာလာမလဲဆိုတဲ့အတွေးနဲ့မင်းကလှည့်နေတာပေါ့နော်အဲ့ဒီမသိရခြင်းရပဲမင်းရဲ့အုံနောက်ထဲမှာရှိတဲ့ dopamine လို့ခေါ်တဲ့စိတ်ကြည်နမှုဟော်မုန်းတွေကအစမတန်ထွက်လာပြီပါတယ်ဒီ TikTok ကိုထွင်ခဲ့တဲ့ engineer တွေကလည်းတာမန်လူတွေတော့မဟုတ်ဘူးပေါ့နော်ဒါသူတို့တွေကကမ္ဘာအတော်ဆုံးစိတ်ပညာရှင်တွေနဲ့ဒါအကျွမ်းကျင်ဆုံးဆိုတဲ့ကွန်ပျူတာပညာရှင်တွေပေါင်းပြီးတော့ဒါဒီလူတယောက်ကိုပေါ့နော်ဒီ TikTok ကိုဆွဲလန်းသွားအောင်ကြည့်နေတဲ့လက်ထက်ကဖုန်းကိုဒါမချသွားအောင်လို့သူတို့ကဒီဇိုင်းဆွဲပြီးတော့ထုတ်ထားတာဒါကြောင့်မလို့မင်းမှာစီကံမရှိလို့မဟုတ်ဖ ೇನೆ မင်းကကမ္ဘာအတော်ဆုံးအုံနောက်ဟက်ကာတွေရဲ့ထောင်ချောက်ထဲမှာမိနေခြင်းဖြစ်ပါတယ်မင်းတို့တွေတတိထားမိကြလားတော့မသိဘူးပေါ့နော်လွန်ခဲ့တဲ့ငါတို့9နှစ်10နှစ်လောက်ကငါတို့ရုပ်ရှင်ကားတကားကိုငါတို့အချိန်ပေးပြီးတော့အေးအေးဆေးဆေးလေးတည်ချကြည့်နိုင်ခဲ့တယ်စာအုပ်တုပ်ဖတ်ပြီးဆိုလို့ရှိရင်လည်းနိုင်ဝက်တစ်နိုင်လောက်ကတော့ငါတို့အေးအေးဆေးဆေးအချိန်ပေးပြီးစာအုပ်တုပ်ကအကြောင်းအရာကိုသူတို့ပေးခြင်းတဲ့သဘောတရားကိုငါတို့တွေနားလည်အောင်ဒီဖတ်နိုင်ခဲ့ကြတယ်အခုကြတော့ငါတို့ရုပ်ရှင်ကြည့်လို့ရှိရင်တော့မှကွာရုပ်ရှင်ကားတကားကိုငါတို့10မိနစ်လောက်ကြည့်ပြီးလို့ရှိရင် TikTok တွေကိုပြန်ရောက်မိနေတာမျိုးဒါစာအုပ်လေးဖတ်လိုက်ဦးမယ်ကွာဆိုပြီးတော့ခဏစာအုပ်လေးကင်ပြီးတော့ပြီးလို့ရှိရင် TikTok တွေကိုပြန်ရောက်နေတာမျိုးပေါ့နော်ဒါမျိုးတွေလည်းကြုံမှုကြမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်တော့ TikTok ရဲ့15စက္ကန့်30 10မိနစ်စာဗီဒီယိုလေးတွေကငါတို့ရဲ့အုံနောက်ကိုအစားမြန်မြန်ကျွေးပြီးတော့ရှင်ပေါအောင်လုပ်လဲလို့ပဲပေါ့နော်။ဒီလိုဗီဒီယိုလေးတွေကိုငါတို့ကတပုတ်ကြည့်လိုက်ဒါဒိုပါမင်တွေရလာလိုက်နောက်တပုတ်ထပ်ကြည့်လိုက်ဒိုပါမင်တွေထပ်ရလာလိုက်နောက်တပုတ်ထပ်ကြည့်လိုက်ဒိုပါမင်တွေထပ်ရလာလိုက်နဲ့ဒီတန်တရားထဲမှာငါတို့ကလဲနေတာဒီလိုနဲ့ရေရှည်မှာမင်းရဲ့အုံနောက်ကစာဖတ်ရတာတို့ငါတို့အလုပ်တစ်ခုကိုလေ့လာရတာတို့စီးပွားရေးလုပ်တာတို့ဒီလိုမျိုးအချိန်ကြာကြီးပေးပြီးတော့ငါတို့အချိန်ကြာကြီးပေးမှရလက်ထွက်လာတဲ့အရာမျိုးတွေငါတို့ရဲ့အုံနောက်ကလုံးဝမလုပ်ချင်တော့ဘာလို့လဲဆိုလို့ရှိရင်တော့ TikTok ဆိုတဲ့အရာစက္ကန့်30 10မိနစ်အတွင်းမှာငါတို့ရဲ့အုံနောက်ကိုဒိုပါမင်တွေအများကြီးပေးနိုင်လို့ပဲငါတို့ရဲ့ပျော်ရွှင်မှုတွေအများကြီးပေးနိုင်တယ်မြေဝန်နေခြင်းတွေအများကြီးပေးနိုင်တယ်ပြောမယ်ဆိုလို့ရှိရင်အံ့ဩဖို့ကောင်းတဲ့အရာတွေအများကြီးပေးနိုင်တယ်ဒါကြောင့်မို့လို့ဒီလိုစက္ကန့်30 10မိနစ်စာဗီဒီယိုလေးတွေကြည့်လိုက်ရုံနဲ့တင်ပြောမယ်ဆိုလို့ရှိရင်အဖြေတစ်ခုကိုချက်ချင်းတန်းပြီးတော့သိရတယ်ကွာ TikTok ဆိုတဲ့အရာအဲ့တော့ငါတို့ကဒီလိုစာဖတ်တယ်ကွာနိုင်နဲ့ချီပြီးစာဖတ်ရတဲ့အရာမျိုးတွေငါတို့ပညာရေးတစ်ခုကိုသင်ယူရတဲ့အရာမျိုးတွေမှာငါတို့အုံနောက်ကစိတ်မရှိတော့အချိန်ကြာကြီးပေးပြီးတော့မှရလက်ထွက်လာတဲ့အရာမျိုးတွေငါတို့အုံနောက်ကနောက်ပိုင်းကြလို့ရှိရင်လက်မခံနိုင်တော့ဘူးအဲ့လိုမျိုးတွေဖြစ်လာတယ်နောက်တစ်ချက်ကပူဆိုးတယ်ကွာဒီ TikTok ပေါ်မှာလူတိုင်းလှနေကြတယ်လူတိုင်းချမ်းသာနေကြတယ်လူတိုင်းပျော်ရွှင်နေကြတယ်ဒါပေမဲ့ဒီຢာတွေကတကယ်တော့အပြင်လောကမှာတကယ်အစ်စ်အမှန်တွေဟုတ်ချင်မှလည်းဟုတ်မှာမဖြစ်နိုင်တာပုံများတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီຢာလေးတွေကသူတို့ရဲ့အကောင်းဆုံးမှဆိုတဲ့အချိန်ခဏလေးတွေကိုပဲသူတို့က highlight လုပ်ပြီးတော့ငါတို့ပြပေးနေတာပြီးလို့ရှိရင်ဒီ TikTok ပေါ်မှာလူအများစုကပေါ့နော်အဲ့လိုမျိုးနည်းနည်းလေးအောင်မြင်လာတဲ့လူတွေကိုတိုက်ခိုက်ပြီးတော့ attention တွေရအောင်လုပ်ကြရတယ်ပြီးတော့လို့ရှိရင်အမုန်းပွားပြကိစ္စတွေပွဲတွေမှတော့လည်းအများကြီးပဲပေါ့နော်ပြီးလို့ရှိရင်ဒါအောင်မြင်ကစားလူတွေရောအောင်မြင်ပြီးနေတဲ့လူတွေရောတိုက်ခိုက်ပြီးတော့ပွဲတွေရှာမယ်ဒီလိုမျိုးဟာတွေကများတယ်ပေါ့နော်ဒါတွေကိုမင်းကမနေ့အိပ်ရနှိုးရနဲ့ TikTok လေးဖွင့်ပြီးကြည့်လိုက်မိတယ်ဆိုလို့ရှိရင်မင်းရဲ့အုံနောက်မှာပေါ့နော်ဒီလိုမျိုးစိတ်တော့ကရောက်စရာတွေအမုန်းပွားစရာတွေပြောမယ်ဆိုလို့ရှိရင်အားမလို့အားမရဖြစ်စရာတွေဒါတွေကိုအုံနောက်ကမနှစောစီးစီးမှငါတို့ရဲ့အုံနောက်တွေကိုရောက်သွားမယ်ဆိုလို့ရှိရင်မင်းရဲ့တနေ့တာရတယ်ဒီလိုစိတ်ဆင်းရဲမှုတွေနဲ့ပဲဒါတနေ့တာလုံးကုန်ဆုံးရတော့မှာပေါ့နော်စစ်တမ်းတွေရဆိုလို့ရှိရင်နဲ့ငါတို့ဒီ social media သုံးတဲ့လူငယ်တွေကတခြားလူငယ်တွေတက်စားလို့ရှိရင်စိတ်တက်ကြယောဂ
80ရာခိုင်နှုန်းလောက်ဖြစ်နေတယ်လို့လည်းစစ်တမ်းတွေအရမှာတွေ့ရတယ်ပေါ့နော်ဒါဘာလို့လဲဆိုလို့ရှိရင်ဒီ social media မှာဟုတ်လားသူများကချမ်းသာခြင်းလို့ချမ်းသာခြင်းနဲ့ပြီးလို့ရှိရင်ပွဲတွေချဥပမာကွာဥပမာပြောပြရမယ်ဆိုလို့ရှိရင်ဒီ TikTok ပေါ်မှာဖြစ်နေတဲ့အရာတွေအားလုံးကမင်းကြိုက်တဲ့နုပညာတွေတယောက်ပဲထားလိုက်ပါတော့ကွာဒါမင်းကဒီကောင်ကမင်းကအရေးချင်းရှိတယ်လို့လည်းမင်းကသတ်မှတ်ထားတယ်ဒါမင်းသူ့ကိုလည်းအရင်ကြိုက်တယ်ဒါပေမဲ့ဒီ TikTok ပေါ်မှာမီဒီယာတွေရဲ့ဒီ social media ပေါ်ကလူတွေရဲ့ပြောမယ်ဆိုလို့ရှိရင် attention လိုချင်တဲ့ video တွေမင်းသွားပြီးကြည့်မိလိုက်တဲ့အခါမှာသူတို့ကိုပုတ်ခတ်ထားတာတွေတွေ့ရောမင်းကြိုက်နေတဲ့အိုင်ရိုတယောက်ကိုတော့မင်းကမုန်းသွားနိုင်လောက်တဲ့အထိဒီ social media အဲ့လောက်ထိကိုဖြစ်စေတယ်ပေါ့နော်အဲ့တော့ကိုယ်နှောင်းနဲ့ကိုစဉ်းစားပါဒီပုံမှာပြောတိုင်းလဲလုံးဝမယုံနဲ့ပေါ့နော်ဒီ social media ဆိုတာမျိုးကအကုန်လုံးက tension တွေရှာနေကြတာကွာမင်းတို့ရဲ့ငါတို့ရဲ့စိတ်ဝင်စားမှုတွေကိုသူတို့ကလိုချင်နေကြတာအဲ့တော့ငါတို့ကသူတို့ပြောတဲ့အရာတိုင်းကိုငါတို့ကသွားယုံလို့မရဘူးငါတို့ကငါတို့စဉ်းစားငါတို့ကငါတို့တွေးခေါ်မယ်ငါတို့မှအုံနောက်ပါတယ်ဒါကြီးကဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတော့စဉ်းစားဒီ social media အကြောင်းနဲ့လူတယောက်ရဲ့ဘဝကိုပျက်စီးသွားနိုင်တယ်လို့လူတယောက်ရဲ့ဘဝကိုလည်းတိုးတက်အောင်မြင်မှုတွေအများကြီးပေးနိုင်တယ်ပေါ့နော်ဒါငါစိုးစောပြောသွားတဲ့ဥပမာလိုပဲကိုကြိုက်တဲ့ဒါအမှုပညာရှင်တယောက်ကိုကဒီကောင်ကိုရေးချင်းရှိရလို့သတ်မှတ်ထားတယ်ဒီကောင်မှာတဲလန့်နေအများကြီးရှိပြီးလို့ရှိရင်ဒီကောင်ကဒါကိုသူ့ကိုလည်းဒါတကယ်လည်းအားကြရတယ်ပေါ့နော်ဒါပေမဲ့ဒီ social media ပေါ်မှာလူတွေရဲ့ attention အောက်မှာမိသွားပြီဆိုလို့ရှိရင်မင်းကြိုက်နေတဲ့ article ကိုတော့မင်းပြန်ပြီးမုန်းသွားနိုင်လောက်တဲ့အထိဒါ social media ရဲ့အစိတ်တောက်တွေကရှိတယ်ပေါ့နော်ဒါကြောင့်မလို့ social media သုံးစွဲမှုများတဲ့လူငယ်တွေကတခြားလူငယ်တွေထက်စားလို့ရှိ social media မသုံးတဲ့လူငယ်ဆိုတော့မရှိဘူးပေါ့နော် social media သုံးတဲ့လူငယ်တွေက social media အလုံးကျွန်းသုံးတဲ့လူငယ်တွေက social media ကိုသူ့ဟာနဲ့သူအထိုက်လျောက်ပဲသုံးတဲ့လူငယ်ထက်စားလို့ရှိလို့ရှိရင်စိတ်ကြယောဂပူပြီးဖြစ်တယ်ဆိုပြီးတော့ဒါကမ္ဘာစစ်တမ်းတွေရမှာလည်းတွေ့ရပါတယ်ဒါဆိုလို့ရှိရင်ငါတို့ကဒီတိုင်းပဲဆက်သွားနေတော့မှလားငါတို့ရဲ့အုံနောက်ကိုဒီ social media ပေါ်မှာပဲအချိန်ကုန်ဆုံးခံပြီးတော့ငါတို့စိတ်သက်တွေကြပြီးတော့ဒီလိုမျိုးပဲနေတော့မှလားငါတို့ရဲ့အုံနောက်ကိုငါတို့က social media ပေါ်ကနေပြီးတော့ပြန်ပြီးတော့ချုပ်ကင်မယ်ပြန်ပြီးတော့သိမ့်ပိုက်မယ်ပေါ့နော်အဲ့တော့ရိုးရှင်းနဲ့ live ပြီးလုပ်လို့ရတဲ့ဒါအချက်လေး၃ချက်ကိုဒါပြောပြပေးမယ်ပထမဆုံးနံပါတ်1ချက်အနေနဲ့ကတော့ငါတို့ဒီမနက်အစောကြီးအိယာထားပြီးဆိုတာနဲ့ဒါနိုင်ဝက်လောက်ကိုလုံးဝဖုန်းမသုံးဘဲနဲ့ဖြတ်တန်းလိုက်ပါပေါ့နော်ကိုလူကြရှိတဲ့ຢာလေးတစ်ခုခုကိုလုံးလိုက်ပါဒါမှမဟုတ်ဆိုလို့ရှိရင်ဖြစ်နိုင်မိနစ်30မဟုတ်ဘူးဖြစ်နိုင်လို့ရှိရင်10မိနစ်လုံးဖုန်းမသုံးဘဲနဲ့နေပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကိုဘာလုပ်မလဲမနက်အိယာလုံးမယ်မျက်နှာတင်မယ်သွားတိုက်မယ်ကိုလူကြရှိရဲ့လုံလေးလုပ်မယ်ကိုလေ့ကျင့်ခန်းလုပ်မယ်ဒီလိုမျိုးလေးတွေလုပ်ပါပေါ့နော်မင်းရဲ့တနေ့တာကိုဒါတခြားသူတယောက်ရဲ့ content အနေနဲ့မကုံဆုံးလိုက်ပါနဲ့နံပါတ်1အနေနဲ့ကတော့ကိုယ့်အတွက်အကျိုးမရှိမဲ့အရာတွေပေါ့နော်ပြောချင်တဲ့တိပြ social media ပေါ်မှာငါတို့အတွက်အကျိုးမရှိတဲ့အကောင့်တွေငါတို့ကိုပြောမယ်ဆိုလို့ရှိရင်စိတ်သက်ကြစေမဲ့အကောင့်တွေဟုတ်လားပြောလို့ရှိရင်ဒီအကောင့်ကိုကြည့်ပြီးဒီဗီဒီယိုတွေကြည့်ပြီးငါတို့စိတ်သက်ကြသွားစေနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီအကောင့်တွေကိုငါတို့ unfollow လုပ်ပါမယ်ပြီးတော့ပြီးဆိုလို့ရှိရင်ဒီဗီဒီယိုတွေကိုကြည့်ပြီးတော့ငါတို့အမုန်းပွားရမယ်ဆိုလို့ရှိရင်အဲ့ဒီအကောင့်တွေကိုငါတို့ unfollow လုပ်ပြရမယ်အဲ့တော့ကိုယ့်အတွက်အကျိုးမရှိတဲ့အရာတွေဒီဗီဒီယိုတစ်ပုဒ်ကိုကြည့်လိုက်လို့ကိုယ့်အတွက်ဘာမှမကြံခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုလုံးဝမကြည့်နဲ့တော့ပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးကိုငါတို့ unfollow လုပ်ရမယ်ပြီးသွားလို့ရှိရင်ဒီ channel ကို follow မလုပ်ထားဘဲနဲ့ဒီဗီဒီယိုတွေကကိုယ့်ရဲ့ new feed ကိုတက်လာတယ်ဆိုလို့ရှိရင်တော့ငါတို့က30စက္ကန့်အတွင်းငါတို့ကဒီဗီဒီယိုကိုကြော်လိုက်လုံးဝမကြည့်နဲ့ကိုယ့်အတွက်ပြောမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အကျိုးရှိတဲ့ဗီဒီယိုလားကိုယ့်အတွက်အကျိုးမရှိတဲ့ဗီဒီယိုလားဆိုတော့ပထမဆုံး30စက္ကန့်မှလည်းငါတို့ခွဲလို့ရတယ်ကွာဟုတ်လားဒီမီဒီယာတွေရဲ့ bla 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 တွေပြောမဲ့ဗီဒီယိုကြလာပြီဆိုလို့ရှိရင်ကြော်ပလိုက်30စက္ကန့်အတွင်းဒါငါတို့အတွက်အကျိုးရှိမဲ့အရာငါတို့အတွက်အတူယူရမယ့်အရာမျိုးတွေငါတို့သင်ယူရမယ့်အရာမျိုးတွေကိုပဲငါတို့ရဲ့ UV ပေါ်မှာဒါပေါ်လာသေးရမယ်ပေါ့နော်နံပါတ်3ချက်ကတော့ငါတို့ရဲ့ဖုန်းထဲမှာမဟုတ်ဘဲနဲ့ငါတို့ရဲ့တကယ်လက်တွေ့အစစ်အမှန်အပြင်လောကမှာငါတို့အချိန်ပူပေးပါပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်မင်းဝဒနာပါတဲ့အရာတစ်ခုကဥပမာဂီတာတီးတာပဲဖြစ်ဖြစ်ဒါစာအုပ်ဖတ်တာပဲဖြစ်ဖြစ်ငါတို့ချင်းစော့တာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုအရာလေးတွေကိုငါတို့ပို့ပြီးတော့အချိန်ပေးပြီးတော့လုပ်ပါပေါ့နော်ဒါမိသားစုကိုအချိန်ပေးတဲ့အရာဆိုလို့ရှိရင်လည်းမိသားစုကိုအချိန်ပေးပါပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ငါတို့ရဲ့အုံနောက်ကဒီငါတို့ဒီစက်ခွင်းကြီးကိုပဲအမြဲတမ်းကြည့်ပြီး social media ကိုပဲအမြဲတမ်းကြည့်နေမယ်ဆိုငါတို့ရဲ့အုံနောက်ကဒီ social media ကိုပဲအမြဲတမ်းမှတ်မိနေတယ်အဲ့တော့ငါတို့ရဲ့အပြင်လက်တွေ့ဘဝမှာလည်းကိုယ်ဝဒနာပါတဲ့အလုပ်တွေကိုဒါပုံမှန်လေးပြန်လုပ်ပြီးမယ်ဆိုလို့ရှိရင်ငါတို့ရဲ့အုံနောက်ကပုံမှန်ငါတို့ဒီအပြင်လောကမှာအပြင်လောကရဲ့အကြောင်းအရာတွေကိုပို့ပြီးတော့အုံနောက်ကိုမှတ်မိအောင်လုပ်ပါပေါ့နော် social media မှတ်ဉာဏ်တွေကိုပဲငါတို့ရဲ့အုံနောက်ကိုဒါမှတ်မိစီရတဲ့စားလို့ရှိရင်ငါတို့အပြင်လောကမှာရှိတဲ့ငါတို့ပိုးဝဒနာပါတဲ့အရာတွေပေါ်မှာအုံနောက်ကိုများများလေးမှတ်မိအောင်လုပ်ပေးပါပေါ့နော်မင်းရဲ့ဖုန်းရဲ့ application တွေကငါတို့ free ရတာဖြစ်တဲ့အတွက်ငါတို့တွေကဝယ်ယူသူတွေတော့မဟုတ်ဘူးဒါပေမဲ့ဒီ application တွေကငါတို့ရဲ့ attention ငါတို့ရဲ့အုံနောက်ငါတို့ရဲ့စိတ်ဝင်စားမှုတွေကိုသူတို့ကရောင်းစားနေတာကွာသိလားငါတို့ရဲ့စိတ်ဝင်စားမှုတွေငါတို့ရဲ့အုံနောက်တွေကိုငါတို့ကရောင်းစားခံနေရတာဒါကြောင့်မလို့ကိုယ့်အတွက်အကျိုးမရှိတဲ့အရာတွေကို social media ပေါ်မလုံးနဲ့ပြောချင်တာ social media မသုံးနဲ့လို့ပြောချင်တာမဟုတ်ဘူးကွာ
social media သုံးတယ်ကိုယ့်အတွက်အကျိုးရှိတဲ့ဘက်ကနေသုံးမယ်ကွာအဲ့တော့မင်းရဲ့အချိန်တွေကိုတန်ဖိုးမရှိတဲ့အရာတွေပေါ်မှာဒါမကုံဆုံးမိပါသေးနဲ့အဲ့တော့မင်းရဲ့အချိန်တွေကိုအခုလိုမျိုးတန်ဖိုးမရှိတဲ့အရာတွေပေါ်မှာပဲကုံဆုံးတော့မှာလားဒါမှမဟုတ်ဘူးဆိုရှင်တကယ်လက်တွေ့အပြင်မှာကိုယ့်ဘဝအောင်မြင်ကြောင်းတိုးတက်ကြောင်းတွေကိုပဲလုံးမလားဆိုတာကတော့ဒါကတော့မင်းပေါ်မှာပဲအများကြီးမူတည်တယ်ပေါ့နော်အဲ့တော့မင်းကဖုန်းကိုသုံးနေတဲ့သူတယောက်လားဒါမှမဟုတ်ဒီဖုန်းရဲ့အသုံးချခံနေရတဲ့သူတယောက်လားဆိုတော့ကိုသိဖို့လိုအပ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုထဲမှာပြောချင်တဲ့အကြောင်းအရာကတော့ဒါကိုယ့်အတွက်အကျိုးမရှိတဲ့အရာတွေကိုမလုပ်ဖို့ပဲပေါ့နော်ဒီ social media ဆိုတဲ့အရာပေါ်မှာကိုယ့်ရဲ့အာရုံစိုက်မှုတွေကိုလုံးဝနှိမ့်မြုပ်မထားပါနဲ့ကိုယ့်အတွက်အကျိုးမရှိတဲ့အရာတွေကိုမလုပ်မိပါသေးနဲ့ဆိုတော့ပြောခဲ့သလိုပဲပေါ့နော်ကိုက follow လုပ်မထားဘူးဆိုလို့ရှိရင်ဒီဗီဒီယိုကကိုယ့်ရဲ့ new feed ပေါ်တက်လာတယ်ဆိုလို့ရှိရင်တော့3စက္ကန့်အတွင်းမှာကြော်နိုင်အောင်လုပ်ပါပြီးရင်ဒီ social media ပေါ်ကဟာတွေကိုလည်းအရန်လည်းမယုံပါနဲ့ပေါ့နော်ဒါလူပြောမဲ့ဆိုလို့ရှိရင်ဘယ်သူပဲဖြစ်ပေါ့အဓိကတော့ကိုယ့် channel ကို viewer တွေရဲ့ attention ရအောင်လို့ဒါဟုတ်တဲ့အကြောင်းလည်းပြောရင်ပြောမယ်မဟုတ်တဲ့အကြောင်းလည်းပြောရင်ပြောမယ်ပေါ့နော်ဒါပေမဲ့သူတို့အုံနောက်ထဲမှာရှိတဲ့အရာတွေကိုစဉ်းစားပြီးတော့လေရှောက်ပြီးတော့နာမည်ကြီးတဲ့သူတွေကိုအသုံးချပြီးတော့အဓိကသူတို့ attention တစ်ခုရအောင်လုပ်နေကြတာပေါ့နော်အဲ့တော့ငါတို့ရဲ့အုံနောက်ကစဉ်းစားပါဒီဟာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတော့စဉ်းစားပါပေါ့နော်တကယ်မလိုအပ်တဲ့သူတွေကို attention မပေးမိပါနဲ့တကယ်အရေးချင်းမရှိတဲ့လူတယောက်ကို attention သွားပြီးတော့မပေးမိပါသေးနဲ့တကယ်အရေးချင်းရှိတဲ့သူတွေကို attention ပေးပါတကယ်ကိုယ့်အတွက်တခုခုကြံခဲ့မဲ့ဟာကို attention ပေးပါပြောချင်တဲ့ဒိတ်ပြကွာတချင်းသားထောင်းနေဆိုလို့ရှိရင်တော့မှတကယ်ခုငါတို့မြန်မာနိုင်ငံနေထားရဆိုလို့ရှိရင်တကယ်ပြောမယ်ဆိုအရေးချင်းမရှိတဲ့သူတွေကိုငါတို့ဒီမြန်မာနိုင်ငံရဲ့လူတွေရဲ့ attention ကပူပြီးရောက်နေတယ်လို့ခံစားရတယ်တကယ်အားစိုက်ထုတ်ပြီးတကယ်အရေးချင်းရှိတဲ့ပြောမယ်ဆိုအခုဆိုလို့ရှိရင်ငါတို့ကတော့လူငယ်ဖြစ်တဲ့အတွက်ငါတို့လူငယ်ဆိုလိုတွေရှိတယ်ကွာဒါဒီကောင်တွေငါတို့တွေ attention ပေးရမယ်တကယ်ကြိုးစားတဲ့တကယ်အရေးချင်းရှိတဲ့လူငယ်တွေကို attention ပေးရမယ်ဘာမဟုတ်တဲ့ဒီအရေးချင်းမရှိဘဲနဲ့ဒါဟေးလာဝါလာလုပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်လူကြိုက်လာတဲ့ကောင်ငါတို့ attention မပေးရအောင်ဘာလို့ဆိုသူ့မှာတကယ်အရေးချင်းမရှိဘူးပထမဆုံးတပုတ်ထွက်လာတယ်ကွာဒီကောင်ဟိုးပဲပေါက်သွားလိမ့်မယ်ဒါပေမဲ့သူ့မှာအရေးချင်းတဲလက်မရှိတဲ့ခါကျတော့နောက်ထပ်ထပ်ထွက်လာတဲ့ဟာတွေကအပေါ်သားဆန်သွားလိမ့်မယ်အဲ့တော့ငါတို့ attention ပေးရတာမတန်ဘူးမှာသူတို့အဲ့ကြောင့်မို့တကယ်အရေးချင်းရှိတဲ့သူကို attention ပေးပါဘောနော်ငါတို့ entertainment အနေနဲ့ဆိုလို့ရှိရင်လည်းငါတို့ဟာသားအနေနဲ့ပဲဖြစ်ဖြစ်ဟုတ်လားဂျိုင်းဒီငါတို့ bite တွေနိုင်ကြိုးတွေကိုဂလီထိုးပြီးရည်နေရတဲ့ကောင်တွေကိုသွားပြီး attention မပေးနဲ့တကယ်အရေးချင်းရှိတဲ့သူတွေကို attention ပေးပါလို့ပြောချင်ပါတယ်တကယ်ငါတို့ဒီ social media ပေါ်မှာတကယ်အရေးချင်းရှိတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်ဒါသူများတကောက်ကို attention ရှာပြီးတော့သူများမကောင်းကြောင်းပြောပြီးတော့ attention ရှာနေတဲ့သူတွေကိုငါတို့သွားပြီး attention ပေးရတဲ့အကြောင်းမရှိဘူးသူတို့ဘာပဲပြောကြော်ပလက်မကြည့်နဲ့ဘာမှလည်းပြန်မပြောနဲ့ဘာလို့လဲဆိုတော့ဒီကောင်ကတဲလန့်မရှိဘူးဒီကောင်ကသူ့မှာလူစိတ်ဝင်စားအောင်လုပ်ပြတယ်ကသူ့မှာတဲလန့်မရှိတဲ့ခါကျတော့အောင်မြင်နေတဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်အောင်မြင်ကသာတက်သစ္စာလူပဲဖြစ်ဖြစ်သူကပုတ်ခတ်ပြီးတော့သူက attention ရအောင်ရှာမှာပဲဒီကောင်ကဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဒီလိုတွေပြောပြီးတော့သူက attention ရအောင်ရှာအဲ့တော့ငါတို့ကသူ့ရဲ့အရေးချင်းကဘာမှမရှိဘူးဆိုတော့ငါတို့သိနေတာဖြစ်တဲ့အတွက်ဒီကောင်ကသူ့ရဲ့တဲလန့်ဂလိန်တာပဲကွာသိတယ်မလားဒါကြောင့်မလို့သူ့ကိုငါတို့ကဘာမှ attention သွားပေးတဲ့အကြောင်းမရှိဘူးငါတို့စိတ်ဝင်စားမှုတွေကိုသူ့ပုံမှာဘာမှငါတို့သွားပေးတဲ့အကြောင်းမရှိဘူးဒါကြောင့်မလို့ကိုယ့်အတွက်ဘာမှမရဘူးဆိုလို့ရှိရင်မကြည့်ပါနဲ့ attention မပေးပါနဲ့ဒီကောင်လေးဒါဒီလိုပဲပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဒီလောက်ပါပဲအဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့ဒါတစ်ခုရမယ်လို့ထင်ပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့ဘယ်လိုထင်လဲပုံတော့ထဲမှာပေါ်လာတဲ့အရာတစ်ခုခုလည်း comment ထဲမှာရေးခဲ့လို့ရပါတယ်ကျွန်တော် channel ကိုလည်း subscribe လုပ်ခဲ့ဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့မယ်ဆိုလို့ရှိရင်တော့နောက်တင်တဲ့ဗီဒီယိုတွေကြားလို့ရှိရင်လည်းဒါသိရမယ်ပေါ့နော်အဲ့တော့နောက်ဗီဒီယိုကြမှာပြန်ဆုံတွေ့ကြပါမယ်